တော့နှခွန်ပထုံမြို့လေကောင်မှာခန်းနာထဲဝါပြီးတပ်ပယ်စွာတည်ရှိနေတဲ့အုံဖရပထုံဇေဒီတော်ကြီးပဲဖြစ်ပါတယ်ဒီဇေဒီယာဆိုရင်ထိုင်းနိုင်ငံမှာတက်အရင်ဆုံးနဲ့ရှေ့ကြဆုံးဇေဒီတော်ကြီးလည်းဖြစ်တယ်ပေါ့နော်တာဒါမြမိုင်းနောက်ကဇေဒီတော်ကြီးကိုကြည့်လိုက်ပါဦးတကယ်ကိုကြီးကျယ်ခန်းနာထဲဝါလုံးလိုက်တာနော်နှခွန်ပထုံရောက်ပြီးတော့ဒီဇေဒီတော်ကြီးကိုမဖိုးခဲ့ရဘူးဆိုလို့ရှိရင်နှခွန်ပထုံရောက်တယ်လို့ပြောလို့မရဘူးနော်ညံတော့120မီတာရှိတာကြောင့်မြို့ရဲ့ဘယ်နေရာကနေပဲကြည့်ကြည့်ဒီဇေဒီတော်ကြီးကိုအထင်းသားမြင်တွေ့ရမှာဖြစ်ပါတယ်ဒါဆိုဒီဇေဒီတော်ကြီးထဲမှာဘယ်လိုလှုပ်ဝက်ချက်တွေရှိတယ်ဆိုတော့အတူတူသွားကြည့်လိုက်ကြရအောင်ပထမဆုံးလှုပ်ဝက်ချက်ကတော့ဒီဇေဒီတော်ကြီးဟာအထဲမှာအစစ်စစ်ထပ်ပြီးတော့တည်ထားတာပဲဖြစ်ပါတယ်အတွေးဆုံးအောက်ခြေအလွှာကတော့အိန္ဒိယကဇေဒီပထိုးပုံစံကိုကုတ်မြူထားပြီးတော့တပိတ်ကိုအောက်ဖက်ကိုမှောက်ပြီးလှည့်ထားတဲ့ပုံစံပဲဖြစ်ပါတယ်ဒုတိယအလွှာကတော့ကမ်ဘောဒီးယားရဲ့ပြည်သူ့ကလက်ရဖြစ်တဲ့စပယ်ဘူးပုံစံဇေဒီတော်ကြီးဖြစ်ပြီးတော့အပြင်ဘက်ပုံစံကတော့အဲ့ဒီအလွှာနှစ်ခုကိုငုံပြီးတော့တိစောက်ထားတဲ့အခုမြင်နေရတဲ့ရွှေရောင်ခေါင်းပုံစံဇေဒီတော်ကြီးပဲဖြစ်ပါတယ်တကယ်သိကျင်မိတာကဒီဇေဒီတော်ကြီးရဲ့အတွင်းဘက်ပုံစံဘယ်လိုလဲဆိုတာစိတ်ဝင်စားစရာပဲเนาะခုလိုမျိုးခီးသားမယ်ဆိုလို့ရှိရင်အင်တာနက်ကအမြဲတမ်းအဆင်သင့်ရှိနေဖို့လိုတယ်သူတို့ဒီတန်းနဲ့ဆိုရင်အင်တာနက်လည်းညံတယ် line လည်းကောင်းတယ်ဒုတိယလှုပ်ဝက်ချက်ကတော့ဒါကိုဘယ်သူမှသိမသိကြပါဘူးဒီမှာ pro လုံဝမ်းလို့ဂျန်နယ်လင့်လို့ခေါ်တဲ့ဗုဒ္ဓရုပ်ပွားတော်ကြီးတစုရှိပါတယ်တကယ်ကိုတကိုးကြီးလို့သိတဲ့လူတွေကတော်တော်နဲ့မပြောပြကြဘူးဒီကိုလာလို့ရှိရင်ကျမ်းမာဖို့နဲ့ကံကောင်းဖို့တဲ့စွတ်တောင်းရင်စွတ်တောင်းနေတယ်လို့ပြောကြတယ်နောက်ဆုံးလှုပ်ဝက်ချက်တစ်ခုကတော့အားလုံးယုံလားတော့မသိဘူးเนาะဒီနေရာမှာတက်တန်နှစ်ပေါင်း300ကျော်ရှိပြီဖြစ်တဲ့ယနေ့အချိန်ထိရှင်သန်နေစေဖြစ်တဲ့သက်ရှိရာတခုရှိနေပါတယ်အဲ့ဒါကတော့တက်တန်းရှိကြနေပြီဖြစ်တဲ့မကြီးပင်ပဲဖြစ်ပါတယ်လူ6ယောက်ဝိုင်းဖက်ရလောက်အောင်ထိအကြီးပါပဲနော်ဒီသစ်ပင်ကြီးကအရန်ကိုကြန့်ခိုင်ပြီးတော့တက်တန်းလေးရှိပါတယ်မမြင်ဘူးတာတွေရောမသိသေးတာတွေရောသိလိုက်ရပြီနှခုံပထုံမှာလျှို့ဝှက်ချက်တင်နေမကဘူးအရသာရှိတဲ့အစားအစာတွေလည်းအများကြီးရှိရနော်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်ဘာလို့လဲဆိုတော့ဇီဒီတော်ကြီးရဲ့အရှိမရှိတဲ့အရသာရှိတဲ့အစားအစာတွေရှိလို့လိုက်ဖို့ဝင်မှာမလို့ပါဒီပိုးစစ်အောက်မှာတငယ်ချင်းတို့ရောဒီဇီဒီကိုရောက်ဖို့တဲ့သူရှိလားမန်းခေပေးကြပါဦးထူးထူးခြားမြန်မာစင်ကိုသုံးကြစို့မြန်မာတငယ်ချင်းတွေကြားထဲမှာအသုံးများဆုံးဖြစ်တဲ့နံပါတ်1စင်ကဒီဗီဒီယိုလေးကို like share comment လုပ်ဖို့မမေ့နဲ့အောင်နော်တတာ